တော်တပားရဲ့တရားတပုတ်မှာပေါ့နော်တီးခန့်ခြင်းဆိုတာတကယ်တော့အရှုံးပေးလိုက်တာမဟုတ်ပါဘူးတဲ့အနိုင်ယူလိုက်တာပါလို့ဆိုထားပါတယ်တဲ့ဒီအကျေကိုတော့ရှင်းပြမသွားပါဘူးတဲ့ကျွန်တော်အနေနဲ့ကတော့အနိုင်ယူခြင်းဆိုတာထက်အနိုင်ရလိုက်ခြင်းလို့ဆိုလိုတာကိုပဲနှစ်သက်ပါတယ်တဲ့ကိုယ်တိုင်ကအနိုင်ယူလို့စိတ်မရှိလို့ပါပဲတဲ့ဆရာအနေနဲ့လဲပေါ့နော်တီးခန့်ခြင်းဆိုတဲ့တရားကိုပို့ပြီးတော့ပြည့်စုံသွားအောင်ဟောကြားမှုနဲ့တကွဖြည့်ဆက်ဟောကြားပေးဖို့အတွက်မေတ္တာရက်ခံအပ်ပါတယ်ခင်ဗျာဆိုပြီးတော့မြင်မြန်ထားပါတယ်ဆရာဟုတ်ဒီမျိုးကုန်းနဲ့ဆက်ပြီးပြောရမယ်ဆိုရင်တော့ဟိုပထမဆုံးပြောချင်တာအာဘော်ပေါ့ဗျာနော်အာဘော်ဆိုတာဘာလဲဆိုရင်သူကပြောသူဟောသူရေးသူမေးသူရဲ့နှလုံးသွင်းဆိုလိုရင်းကိုခေါ်တာပေါ့အာဘော်ဆိုနှလုံးသွင်းဆိုလိုရင်းအဲ့ဒါအမတန်ရေးကြည့်တာပေါ့နော်အာဘော်သိမှဖြစ်တာဘာလို့လဲဆိုတော့ကျွန်တော်တို့စာမေးပွဲတွေမှာမေးခွန်းထုတ်တဲ့ပုစကပုဂ္ဂိုလ်ရှိတယ်အဲ့ဒီပုဂ္ဂိုလ်ရဲ့အာဘော်ကိုမိအောင်မဖြေနိုင်ဘူးဆိုရင်အဲ့ဒါအမှတ်မရဘူးထိုနည်းတူစွာပဲလောကမှာလည်းပဲတစုံတစ်ခုကပြောတယ်ဆိုတယ်ဟောတယ်ပေါ့နော်ရေးတယ်ပေါ့သူရဲ့အာဘော်ဆိုတဲ့နှလုံးသွင်းဆိုလိုရင်းကိုသိဖို့လိုတယ်နှုတ်ရင်ခကြီးမပေါက်ဘူးပေါ့အခုမေးခွန်းကအဲ့ဒါလိုဖြစ်နေတယ်ဘာလို့လဲဆိုတော့သူမေးထားတယ်ဆရာတော်တစ်ပါးကနေဟောတယ်သီးခံခြင်းဆိုတဲ့ခန္တီဟာအနိုင်ယူခြင်းဖြစ်တယ်ပေါ့နော်အရှုံးပေးလိုက်တာမဟုတ်ဘူးအနိုင်ယူလိုက်တာဖြစ်တယ်ပေါ့အဲ့တော့ तू ကတော့အဲ့လိုမလို့မခံယူဘူးပေါ့အနိုင်ရခြင်းလို့ပဲဒီလိုပဲမြင်ကျင်တယ်ပေါ့နော်အဲ့တော့အာဘော်တွေရှုပ်ထွေးကုန်တာဘာလို့လဲဆိုတော့ तू မေးခွန်းထဲမှာပါတယ်ဆရာတော်တစ်ပါးအဲ့ဒါလိုမျိုးပြောတယ်အကျယ်တော့မရှင်းပြဘူးလို့ပြောတယ်နော်အဲ့တော့အကျယ်မရှင်းပြတော့အဲ့ဒီပြောတဲ့ပုဂ္ဂိုလ်ရဲ့အာဘော်ကိုမထိမိဘူးပေါ့နော်အဲ့တော့ကျွန်တော်ပြောချင်တာကသီးခံခြင်းဆိုတဲ့ခန္တီကိုအာဘော်မိဖို့အတွက်သူပြောငါပြောသူဟောငါဟောတွေတဲ့မြတ်စွာဘုရားရှင်ပြောတဲ့ဟာလေးကိုကျွန်တော်ပြောပြမယ်အဲ့ဒါဘာလဲလို့ဆိုတော့ခန္တီဆိုတဲ့သီးခံခြင်းနဲ့ပတ်သက်လို့မြတ်စွာဘုရားရှင်ဟောတဲ့တရားကမြတ်စွာဘုရားရှင်တပါးတည်းဟောတာမဟုတ်ဘူးပွင့်တော်မူတိုင်းဘုရားရှင်တိုင်းအမျက်ဟောတဲ့ဟာပေါ့အဲ့ဒါကိုဩဝါဒပါတိမောက်လို့ခေါ်တယ်အဲ့တော့ဩဝါဒပါတိမောက်မှာဘာလဲဆိုတော့တပ္ပပါပတအာကရဏံကုသလတဥပတ္တမရာသစိတ်တပရိယောတပနံဆိုတာရှိတယ်ဂါထာကတော့သုံးဖို့တည်းရှိတယ်မကောင်းမှုရှောင်ကောင်းမှုဆောင်ဖြူအောင်စိတ်ကိုထားပေါ့ဒါပေမဲ့လမ်းညွှန်ချက်ကြီးက73ချက်ရှိတယ်အဲ့ဒီထဲမှာတစ်ချက်ကဒီဟာနဲ့ပတ်သက်တယ်အဲ့ဒါဘာလဲဆိုရင်ခန္တီပရမန်တဘောတိတိခါဆိုပါတယ်မြန်မာလိုပြောမယ်ဆိုရင်တော့တိတိခါဟုဆိုတော့သိခံခြင်းခန္တီသည်မြတ်သောအကျင့်ဒီလို့ပြောတာအဲ့တော့တိတိခါဆိုတာသိခါ၃ပါးကိုပြောတာမဟုတ်ဘူးသီလသမာဓိပညာခန္တီရဲ့နာမည်ကွဲပဲတိတိခါဒါအာဘော်ကိုပြောလို့တာပါဒါကြောင့်တိတိခါဟုဆိုတော့သိခံခြင်းခန္တီသည်မြတ်သောအကျင့်ဒီလို့ဒါဒီထဲမှာပါတယ်ဩဝါဒပါတိမောက်ကောင်းပြီဒါပေမဲ့မြတ်သောအကျင့်မှာမြတ်တဲ့အကျင့်တွေအများကြီးရှိတယ်ဘယ်လိုပုံစံနဲ့မြတ်တာလဲလို့ပြောရင်တချို့ကလှူဒန်းခြင်းနဲ့မြတ်တယ်တချို့ကသီလဆောက်တည်ခြင်းနဲ့မြတ်တယ်ပေါ့ဗျာသူကအဲ့လိုမဟုတ်ဘူးသိခံခြင်းဆိုတဲ့သဘောတရားနဲ့မြတ်တာလို့ခေါ်တယ်အဲ့တော့မြတ်သောအလုပ်မှန်သမျှအိဋ္ဌိကာရဏံဝဋ္ဌိကာရဏံတပ္ပတမတ္တိကာရဏံဆိုတာအောင်မြင်ခြင်းတရားတွေပဲအကျိုးတရားတွေဖြစ်ထွန်းတယ်လို့ဆိုတယ်ဒါကြောင့်ခန္တီသည်မြတ်သောအကျင့်ဖြစ်တဲ့အတွက်သိခံခြင်းသည်အောင်မြင်ရာဆိုပြီးတော့နောက်ထပ်တစ်ပုဒ်ထွက်တယ်အဲ့ဒါဘာလဲလို့ဆိုရင်ရှင်ဘွားအနဲ့ခေါ်တာပေါ့ခုနကတော့ဓာတ်ရိုက်အနဲ့ပေါ့ခုနကသိခံခြင်းဒီအောင်မြင်ရဆိုတာရှင်ဘွားအနဲ့ပေါ့ခုနကဘုန်းကြီးဟောတာနဲ့မေကွန်းရှင်မေးတာနဲ့အယူဆတွေကိုယ့်အကူကောက်နေတာကကြရက်အနဲ့ခေါ်တာပေါ့နော်ဒါကြောင့်ကြရက်အနဲ့ကိုခဏဖယ်ထားပြီးတော့မြတ်စွာဘုရားရှင်အလိုကြပေါ့နော်ဟိုဓာတ်ရိုက်အနဲ့အဲ့ဒီရမှနည်းနည်းဆိုရင်ရှင်ဘွားအနဲ့ယူလို့ရတော့ကောင်းပြီအဲ့တော့မြတ်သောအကျင့်လို့ပြောတဲ့အခါမှာမြတ်သောအကျင့်မြတ်သောလုပ်ငန်း10ခုရှိတယ်အတိအကျပြောရင်အဲ့ဒါပါရမီ10ပါးပဲပရမဏံဥတ္တမပုရိသနံကမ္မံပါရမီပေါ့နော်ပရမဏံမြင့်မြတ်သူတို့ဥတ္တမပုရိသနံထက်တန်းကြသူတို့ကမ္မံအလုပ်ဒီထက်တန်းကြတဲ့အလုပ်မြင့်မြတ်သူတို့ရဲ့အလုပ်ပေါ့ဒါကြောင့်ခန္တီသည်ပါရမီနဲ့တွဲပြီးသုံးလို့ရတယ်ခန္တီပါရမီလို့သဘောတူတဲ့အတွက်ရှင်တွဲပြီးသုံးလို့ရတယ်နော်အဲ့တော့ခန္တီပါရမီခန္တီကိုပါရမီထိုက်အောင်လုပ်မယ်ဆိုရင်ဘာလို့လဲလို့ဆိုတော့နိခမတ္တလိုတယ်လို့ခေါ်တယ်နော်နိခမဆိုတာထွက်မြောက်ခြင်းလို့ခေါ်တယ်ဘယ်ကနေထွက်မြောက်လဲဆိုကာမဆိုတဲ့လောင်အိမ်တို့ဘဝဆိုတဲ့ထောင်အိမ်တို့ကနေထွက်မြောက်တာပေါ့ဗျာကာမတဏ္ဍဘဝတဏ္ဍကနေလွတ်မြောက်အောင်လုပ်တာပေါ့ဘဝကောင်းမှုတစ်ခုလုပ်ရင်အကျိုးပေးတွေရှိတယ်ဘဝတံပတ္တိတွေရှိတယ်ဘောဂတံပတ္တိတွေရှိအဲ့ဒီတစ်ခုမှမလို့ခြင်းမဲနဲ့အဲ့ဒီကနေထွက်မြောက်တာပေါ့နိဗ္ဗာန်ဝင်သားလေးဥတည်တဲ့ဟာပေါ့နော်အဲ့ဒီနိခမတ္တလို့တယ်အဲ့ဒီနိခမတ္တပါတော့မှပါရမီဖြစ်တယ်အဲ့ဒီဖြစ်လာတဲ့ပါရမီကိုကြာရှည်ခံနိုင်အောင်မပြတ်မစည်းအောင်ကခုနပြောတဲ့သိခံခြင်းခန္တီနဲ့ဥပ္ပခါထောက်ပံ့ပေးတာအဲ့ဒီနှစ်ခုမထောက်ပံ့ပေးကြရင်ပြန်ပြတ်သွားတတ်တယ်နော်အဲ့တော့ကျွန်တော်အခုပြောမယ်ခန္တီဆိုတာဘာကိုသိခံတာလဲသူကဒါကိုထပ်ပြီးတော့ကြည်ပြန်လေးပြောပြပါဆိုနည်းနည်းလေးတော့ပြောမှာပေါ့နော်ဘာကိုသိခံတာလဲလို့ဆိုတော့နံပါတ်1ကိုယ်ချီမွန်းထောပနာပြုမှုတွေကိုလည်းသိခံရတယ်နံပါတ်2ကိုယ်ကိုကဲ့ရဲ့ရှုပ်ချတာကိုလည်းသိခံရတယ်ပြောရင်တော့အကောင်းလောကဓာတ်ကိုလည်းသိခံပါဗျာအဆိုးလောကဓာတ်ကိုလည်းသိခံရမှာပေါ့လောကဓာတ်10ပါးမှာအဆိုးလောကဓာတ်နဲ့တွေးမှသာငါတို့ဟုတ်လားလောကဓာတ်ကိုတော်တော်ခံရတယ်လို့ဘာလို့ပြောကြတာဟုတ်အကောင်းလောကဓာတ်နဲ့ခံရင်မသိဘူးဒါလောကဓာတ်ကိုခံနေရမှမသိဘူးကိုအောင်မြင်နေတာကိုဖြစ်ရှင်တိုင်းဖြစ်နေတာကိုစီးပွားလက်လက်ပါတွေတိုးပွားနေတာအချမ်းရံနေများနေတာဒါလည်းလောကဓာတ်ကိုခံရတာအဲ့တော့အကောင်းလောကဓာတ်၄ပါးနဲ့တွေ့ရင်
လောဘနဲ့မာနမဖြစ်အောင်သိခံရတယ်အဆိုးလောကဓာတ်၄ပါးနဲ့တွေ့ရင်ဒေါသနဲ့တောကမဖြစ်အောင်သိခံရတယ်အဲ့ဒါကိုခန္တီရဲ့သိခံခြင်းအစ်စ်ပဲเนาะအဲ့လိုမျိုးသိခံပေးရကောင်းပြီအဲ့လိုသိခံတဲ့အခါမှာခန္တီဆိုတာသူတော်ကောင်းတရားဖြစ်တဲ့အတွက်အစွန်းနှစ်ပါးကိုရှောင်ရတယ်အန္တပရိပဒါလို့ခေါ်တာပေါ့နော်အလယ်လက်လမ်းစဉ်ပေါ့မဇ္ဈိမပရိပဒါပေါ့အဲ့တော့မဇ္ဈိမပရိပဒါအလယ်လက်လမ်းစဉ်ဆိုတော့မဇ္ဈိမပရိပဒါဆိုတာအကောင်းနဲ့အဆိုးကြားရှိတာမဟုတ်ဘူးပေါ့ဗျာအကောင်းဘက်မှာရှိတယ်နောက်ပြီးတော့အမှန်နဲ့အမှားကြားမှာရှိတဲ့အလယ်မဟုတ်ဘူးအမှန်ဘက်မှာရှိတယ်เนาะဒါခန္တီရဲ့ပရမတ္ထသဘောမှန်ပေါ့နော်ကောင်းပြီဒါဖြင့်အန္တပရိပဒါဆိုတဲ့အစွန်းနှစ်ပါးကိုရှောင်ရင်နံပါတ်1ကလက်တုပ်ပြန်ခြင်းကိုရှောင်ရတယ်နံပါတ်2ကဇက်စင်းခံခြင်းကိုရှောင်ရတယ်အဲ့ဒါအန္တပရိပဒါပဲအစွန်းနှစ်ဖက်ပဲသူတို့ကကိုယ်ကျူးကျော်စော်ကားလာတယ်ပေါ့ဗျာအဲ့ဒါကိုလက်တုပ်ပြန်တယ်အဲ့ဒါခန္တီရဲ့ဆန့်ကျင်ဘက်ပဲเนาะဆိုလိုတာကလောကမှာရုပ်ဝတ္ထုတွေမှန်သမျှတက်ရောက်မှုတိုင်းမှာတံပြန်တက်အားရှိတယ်နန္တရားတွေမှာလည်းတက်ရောက်မှုတိုင်းမှာတံပြန်တုံ့ပြန်မှုတွေရှိတယ်အဲ့ဒီတုံ့ပြန်မှုတွေရဥပမာအပြင်သူတစ်ချက်သူကိုတစ်ချက်ပေါ့ဗျာသူကမာတယ်ဆိုကိုကမာတယ်ပေါ့ဟိုသင်ကောင်းနေကျွန်တော်မဆိုးပါဆိုတာဒါတွေကခန္တီရဲ့ဆန့်ကျင်ဘက်တွေပဲခန္တီကအဲ့လိုမျိုးမဟုတ်ဘူးခုနပြောတဲ့မဇ္ဈိမပရိပဒါဆိုတာအမှန်ကိုအမှန်တိုင်းအရှိကိုအရှိတိုင်းအသိကိုအသိတိုင်းရှင်းပြရရမယ်အဲ့ဒါလိုရှင်းပြပြီးတော့မှမိမိသိခံခြင်းခွင့်လွှတ်ခြင်းနဲ့နေတက်သွားတာကိုခန္တီလို့ခေါ်တယ်အဲခုနပြောတဲ့လက်တုပ်ပြန်ခြင်းဆိုတာဟိုလောကဓမ္မတာပဲလေနော်အစုံတိုင်းသွားနေတာပဲအဲ့ဒါကခန္တီမဟုတ်ဘူးသူကခန္တီရဲ့ဖြောင်းဖြောင်းကြီးစက်ညင်ပဲနောက်ဇက်စင်းခံခြင်းကြတော့ပုံတူစက်ညင်ပဲမသိရင်တော့ခန္တီလို့ဘာလို့နဲ့ဇက်စင်းခံတာအဲ့ဒီဇက်စင်းခံတာကလည်းဘာကြောင့်ခန္တီနဲ့သဘောတရားတဲ့ကိုမဝင်လဲလို့ဆိုတော့ညံမပါလို့နော်အဲ့ဒီလိုမျိုးကျူးကျော်စော်ကားမှုတွေနောက်ထပ်မဖြစ်ရအောင်လို့ဆိုပြီးဇက်စင်းခံပေးတာအဲ့ဒါလည်းမိမိရဲ့စိတ်ကိုအမတန်ဆန့်ကျင်ပြီးလိုရတဲ့အတွက်အတ္တကိလမထာနုယောဂခုနကလက်တုံ့ပြန်တယ်ဆိုတာလည်းကိုယ်စိတ်ရဲ့အလိုကိုလိုက်တာဖြစ်တဲ့အတွက်ကာမတုခံလိကနုယောဂဓမ္မစကြာနဲ့သွင်းရင်ပေါ့အခုစလုံးကပါလဲအန္တပရိပဒါအစွန်းနှစ်ပါးပဲအဲ့တော့ခန္တီပါရမီဆိုတာအဲ့လိုမဟုတ်ဘူးပေါ့နော်ပါရမီထိုက်အောင်အဲ့ဒီခုနကဇက်စင်းခံခြင်းလည်းမဟုတ်ဘူးလက်တုံ့ပြန်ခြင်းလည်းမဟုတ်ဘူးအဲ့ဒီအလယ်အလတ်မှာခန္တီဆိုတာရှိကြပေးရရှိကြပေးရတဲ့ကအရှိကိုရှိတဲ့အမှန်ကိုမှန်တဲ့တစ်ဖက်ကိုနားလည်အောင်ပြောပြနိုင်ရတယ်တင်ပြနိုင်ရတယ်ပြီးတော့မှအဲ့ဒါကိုမလုပ်လဲဆိုရင်ခွင့်လွှတ်ပေးလိုက်တယ်နော်သူတို့ကောင်းနေတဲ့စိတ်ဓာတ်ဒါကြောင့်လောကထဲမှာကျွန်တော်တို့သွားလာနေတဲ့အတိုင်းကျန်ကကိုယ့်ဘောမှာမတရားမှုတွေအများကြီးကြုံတွေ့နေမှာပဲအသေးအဖွဲကနေစပြီးတော့အကြီးကြီးပေါ့အဲ့ဒါလိုကြုံတွေ့တဲ့အခါမှာတကယ်သူတို့ကောင်းတွေကကျင့်သုံးမယ်လို့ဆိုရင်ယထာမူရဉာဏ်နဲ့ခုနတိုင်းတွေးလိုက်တယ်တွေးလိုက်တဲ့ကအမှန်ကိုသိလာအမှန်ကိုသိတဲ့အခါမှာလက်တုံ့ပြန်ခြင်းကြောင့်ဇက်စင်းခံခြင်းကြောင့်ဖြစ်လာမယ့်အကျိုးတရားရဲ့အာဒီနဝအပြစ်ကိုမြင်လာအဲ့ဒါလိုအပြစ်ကိုမြင်တာနဲ့အမျှမိမိရဲ့သိက္ခာကိုမိမိစောင့်ထိန်လာစောင့်ထိန်လာနိုင်တာနဲ့အမျှကိုယ်သိက္ခာကိုဟိုပါပေါ့အလေးကရုပြုလာတယ်ပေါ့အဲ့လိုအလေးကရုပြုလာတာနဲ့မြခုနကဇက်စင်းခံခြင်းကိုလည်းလွတ်မယ်လက်တုံ့ပြန်ခြင်းကိုလည်းလွတ်ပြီးတော့အမှန်ကိုအမှန်တိုင်းရှိကိုရှိတိုင်းသဘောတရားသစ္စာအမှန်ကိုတင်ပြပြီးတော့သူ့ကိုသူတို့ကောင်းတို့ရဲ့စိတ်ဓာတ်နဲ့သိခံခြင်းခွင့်လွန်ပေးလိုက်ခြင်းဟာခန္တီအစစ်မှန်ဖြစ်ပါတယ်လို့เนาะဒါလေးပြောကြရင်ဒီကုန်းချုပ်ပါတယ်